အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီသပင် site တဲ့အတွေ့အကြုံဒီ day 2ပေါ့နော် day 2ကိုကျွန်တော်ရှင်းပြခြင်းပါတယ်ကျွန်တော်မနေ့ကတော့ day 1 video တင်ပြီးသွားပြီတကယ်လို့မကြည့်ရသေးဘူးဆိုရင်တွားကြည့်လို့ရပါတယ် day 2မှာကျွန်တော်ဘယ်လိုခံစားရလဲဆိုတာလေးတွေကိုပြောပြခြင်းပါတယ်မနေ့က day 1မှာကျွန်တော်ဒီနှစ်ဖူးလေးတွေနည်းနည်းလေးရောင်နေတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့တော့မရောင်ဘူးပေါ့နော်ဆိုတော့တချို့ brother တွေသပင် site ပြီးသွားတဲ့အခါကျရင်သူတို့တွေနှစ်ဖူးတွေရောင်တယ်ကိုင်းတယ်ပြီးတော့ညလုံးတွေလည်းရောင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ကြတယ်အဲ့လားဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီစေးကန်းရှင်းပြလိုက်တဲ့ဟာကိုကျွန်တော်ပြန်ပြောရမယ်ဆိုရင်တော့သူတို့ဒီပတိလဲတယ်ပေါ့နော်ပတိကိုဘာကြောင့်လဲရလဲဆိုရင်သပင် site ပြီးသွားပြီဆိုရင်သပင်ဒီမိနစ် site တယ်ပေါ့နော်ညပိုင်းအိပ်ပြီဆိုရင်ဒီပတိနောက်မှာသွေးတွေပြီးရင်ခေါင်းအုံးမှာသွားပြီးတော့သွေးတွေပြီးတယ်ခေါင်းအုံးမပေးစေခြင်းဘူးဆိုရင်တော့အခင်းလေးခင်းထားတယ်ပေါ့နော်အဲ့မှာသွေးတွေပြီးတယ်ပြီးရင်အရည်တွေထွက်တယ်ဆိုတဲ့ခါကျတော့ပတိမှာညစ်ပတ်နေရဖြစ်တဲ့အတွက်ကြောင့်ပတိကိုကျွန်တော်တို့ကလဲပေးရတယ်နော်နှစ်ရက်တစ်ခါတော့ဖြစ်ဖြစ်တစ်ရက်တစ်ခါဖြစ်လဲပေးရတယ်ပေါ့နော်စေကန်းတွေအဲ့လိုမျိုးပြောကြတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့လိုလဲတဲ့အခါမှာပတိကိုဖြီးလိုက်တယ်ပေါ့နော်ဖြီးပြီးတော့အကြာကြီးနေမှာပြန်စီးတာမျိုးတည်းမှာဂျားထဲမှာတော်ကြီးလစ်ဟာသွားတဲ့အချိန်တွေရတယ်လားဆိုတဲ့ခါကျရင်ဒီရောင်ကိုင်းနေတဲ့နှစ်ဖူးကအယောင်တွေကဒီမျက်နှာတွေမျက်လုံးတွေပါးတွေဘေးတွေပါထပ်ပြီးတော့ကူးသွားရဆိုတဲ့သဘောတရားရှိရပေါ့နော်အဲ့တော့တချို့သပင် site တဲ့ brother တွေမြင်ဘူးမှထင်ပါတယ်ဒီကျွန်တော်တို့ပြောမယ်ဆိုရင်ဒါမျက်လုံးတွေရောင်ကိုင်းနေတာမျိုးတွေကအဲ့လိုကြောင်ရောင်နေဆိုပြီးတော့ကျွန်တော်စေးကန်းပြောတယ်ပေါ့နော်ဒါကျွန်တော်ဒီ day 2မှာတော့မနက်ကသွားပြီးတော့ကျွန်တော်စေးကန်းမှာလဲလိုက်တာဖြစ်ပါတယ်သူတို့ကလဲပြီးတယ်ခဏလေးပဲကျွန်တော်အနောက်ကဟာကတ်နေတဲ့အတွက်ကြောင့်ရေနဲ့ခွာပြီးတော့ချက်ချင်းပဲစေးထည့်ပြီးတာနဲ့ကျွန်တော်ပြန်ပြီးတော့ဒါစီးပေးလိုက်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်အခုကျွန်တော်မှရောင်တာလည်းမရှိဘူးကျွန်တော်အားလုံးပုံမှန်ပဲဒါပေမဲ့ day 2မှာဘယ်လိုခံစားရလဲဆိုရင်ကျွန်တော်အခုရှေ့ကစိုက်ထားတဲ့သပင်လေးတွေရာကျွန်တော်မယိုးမယွားနဲ့ရားတယ်ကုတ်ချင်တယ်သိရမလားအနောက်ကသပင်နှုတ်ထားတဲ့နေရာလည်းဒီလိုပဲမယိုးမယွားနဲ့ရားတယ်ပေါ့နော်ခေါင်းကိုက်တာတွေဘာတွေမရှိတော့ဘူးတို့ပေမဲ့ကျွန်တော်တို့ဒီစိုက်ထားတဲ့သပင်နဲ့နောက်ကနှုတ်ထားတဲ့နေရာကပြောမယ်ဆိုရင်ရားတယ်ပေါ့နော်စပြီးရားလာတယ်ဒါပေမဲ့သွားပြီးတော့လုံးဝကုတ်လို့မရဘူးကုတ်လိုက်တာနဲ့ရှော့ရှိတယ်ဒါကုတ်လိုက်ရင်ပိုးဝင်နိုင်တယ်လို့နောက်ပြီးသွားရင်ဒီသပင်လည်းကျွတ်သွားနိုင်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒါပြောမယ်ဆိုရင်တော့ဒါလေးကိုတော့နည်းနည်းတင်းကြီးခံရမယ်ပေါ့နော်ဒါဆိုရင်အားလုံးအဆင်ပြေမယ်ပေါ့နော်ဒါကျွန်တော်ရဲ့ day 2မှာလက်ရှိရနေတဲ့အနေအထားပဲဖြစ်ပါတယ်โอเคချက်ကြည့်ပါဒါကျွန်တော်ရဲ့ day 2ပါဖြစ်ပါတယ်ဆိုတော့မနေ့ဖြင့်က day 3မှာတွေ့ပါမယ်ကျွန်တော်ရဲ့ခေါင်းအနေထားဘယ်လိုရှိမလဲဆိုတာကို day 3မှာဆက်ပြီးတော့စုံကြမယ်โอเคအားလုံးပဲဘိုင်ဘိုင်ပါသပင်ဆိုင်မဲ့ brother တွေအားလုံးကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးတော့ဘာပဲဖြစ်ဖြစ်မိုဒီရသွားတယ်ဆိုရင်ကျွန်တော်လည်းပျော်ရွှင်ပါတယ်โอเคအားလုံးပဲဘိုင်ဘိုင်ပါ